ဘောလုံးသမားဘဝကနေအနားမြူခဲ့မှာပဲပေါ်တူဂီကန်တို့ရဲ့ပြေးသက်မှတ်ခံထားရသူစီရိုနယ်ဒိုဟာအခုဆိုရင်အသင်းနဲ့အတူတတိယအကြိမ်မြောက်စူပလာအောင်မြင်မှုအဖြစ် Nations League Champions ကိုရယူနိုင်ခဲ့ပါပြီပေါ်တူဂီအသင်းဟာဘောလုံးပွဲမှာလက်ရှိချန်ပီယံစပိန်အသင်းကိုပယ်နယ်တီအဆုံးဖြတ်နဲ့အနိုင်ယူခဲ့ပြီးစီရိုနယ်ဒိုကအရေးပါတဲ့ခြေပါကိုသွင်းယူခဲ့ပါတယ်21မိနစ်မှာစပိန်အသင်းတို့ရဲ့အဖွင့်ဂိုးကိုဇူဘီမန်ဒီကသွင်းယူခဲ့ပြီး26မိနစ်မှာပက်ဒရိုနယ်ဒိုပေးတာကနေနူနိုမန်ဒက်စ်ကခြေပါကိုသွင်းခဲ့ပါတယ်ပထမပိုင်းပြီးကန်ဒီမှာပက်ဒရီရဲ့ဖန်တီးမှုကနေအိုယာဇာဘယ်ကဒုတိယဂိုးသွင်းယူခဲ့ပေမဲ့လည်း62မိနစ်မှာတော့ပေါ်တူဂီတို့ရဲ့ဖိုးတန်ခြေပါကိုဝိုင်းအင်းတိုက်စစ်ကစားသမားစီရိုနယ်ဒိုကပိတ်သွင်းခဲ့တာဖြစ်ပါတယ်အသက်40အရွယ်ရှိပြီဖြစ်သူစီရိုနယ်ဒိုဟာခရိုအေးရှားဝိုင်းကွင်းလက်လူမိုဒရစ်ကိုကျော်ဖြတ်ပြီးတော့ Nations League ဘောလုံးပွဲမှာပါဝင်ကစားခဲ့တဲ့အသက်အကြီးဆုံးကစားသမား Nations League ဘောလုံးပွဲမှာဂိုးသွင်းနိုင်တဲ့အသက်အကြီးဆုံးကစားသမားအဖြစ်စံချိန်တင်ခဲ့ပါတယ်။ဒါပေမဲ့စီရိုနယ်ဒိုတို့ကံမကောင်းတာကဒဏ်ရာရသွားတာကြောင့်ဒုတိယပိုင်း88မိနစ်မှာဂွန်ဆာလိုရာမို့စ်နဲ့လူစားလဲခံခဲ့ရပါတယ်။စီရိုနယ်ဒိုမရှိတော့ပေမဲ့ပေါ်တူဂီအသင်းကစပိန်ကိုပယ်နယ်တီအဆုံးဖြတ်ထိရောက်အောင်ထင်ကစားနိုင်ခဲ့ပြီးပယ်နယ်တီမှာတော့9ဂိုး3ဂိုးရလဒ်နဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။အခုဆိုရင်စီရိုနယ်ဒိုဟာပေါ်တူဂီအသင်းနဲ့အတူယူရို2016 2019နဲ့2025 Nations League ဖလားတွေရယူနိုင်ခဲ့ပြီးလက်ရွေးစင်အသင်းသမိုင်းမှာသူ့လောက်အောင်မြင်မှုရယူနိုင်တဲ့သူမရှိသေးပါဘူး။ဒါအပြင်စီရိုနယ်ဒိုခေတ်မရောက်ခင်ကပေါ်တူဂီအသင်းဟာကမ္ဘာဖလားပြိုင်ပွဲ3ကြိမ်ယူရိုပြိုင်ပွဲ3ကြိမ်သာပါဝင်ကစားခွင့်ရခဲ့ပြီးစူဖလားအောင်မြင်မှုမရခဲ့ပါဘူး။လက်ရွေးစင်အသင်းတွေစီရိုနယ်ဒိုစတင်ကစားခဲ့တဲ့2003ကနေအခုနှစ်အထိနှစ်ပေါင်း20ကျော်ကာလအတွင်းမှာတော့ပေါ်တူဂီအသင်းဟာကမ္ဘာဖလား5ကြိမ်ယူရို6ကြိမ်ထိကစားခွင့်ရခဲ့သလိုစူဖလား3ခုရယူနိုင်ခဲ့တာကိုကြည့်ရင်စီရိုနယ်ဒိုရဲ့အကျိုးသက်ရောက်မှုကဘယ်လောက်ထိအရေးပါလဲဆိုတာအထင်ရှားတွေ့ရမှာပါစီရိုနယ်ဒိုဟာ2024-25ရာသီ Nations League ပြိုင်ပွဲ League A မှာ10ဂိုးထိသွင်းယူပြီးသွင်းဂိုးအများဆုံးဖြစ်ခဲ့သလို Nations League ဖလားကို2ကြိမ်တိုင်ရရှိခဲ့တဲ့ပထမဆုံးကစားသမားဖြစ်စံချိန်တင်နိုင်ခဲ့ပါပြီအခု Nations League ဖလားကစီရိုနယ်ဒိုရဲ့ Professional ကစားသမားဘဝတစ်လျှောက်36ခုမြောက်စူဖလားလည်းဖြစ်ပါတယ်အခုဆိုရင်စီရိုနယ်ဒိုရဲ့ကစားသမားဘဝမှာစုစုပေါင်းသွင်းဂိုးအရေအတွက်က938ဂိုးထိရှိလာပြီဖြစ်လို့ဘောလုံးသမိုင်းမှာဘယ်သူမှမစွမ်းဆောင်နိုင်သေးတဲ့သွင်းဂိုး1000ပြည့်မှတ်တမ်းစိုက်ထုတ်နိုင်ဖို့62ဂိုးသာလိုပါတော့တယ်ကစားသမားဘဝနေဝင်ချင်းကိုရောက်လာပြီးဖြစ်ပေမဲ့ထိပ်တန်းအဆင့်ခြေစွမ်းပြသပြီးစူဖလားအောင်မြင်မှုတွေဆက်လက်ရယူပြနေတဲ့စီရိုနယ်ဒိုဟာသူ့ရဲ့ဘောလုံးသမားဘဝနောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တဲ့လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာသူနှစ်ပေါင်းများစွာလူလားတောင်းတနေတဲ့ကမ္ဘာဖလားချန်ပီယံဆုကြီးကိုတိုင်မြောက်ခွင့်ရနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ